阿是，对。咱们这赌博，那没呀，比赌的，嘿嘿嘿嘿。不能是，都有也没拿皮了。哦，ဖြစ်တာဗောရုပ်ရည်လည်းကြည့်ဦးချောလိုက်တာဘယ်လိုရုပ်မျိုးမှမင်းသားမဖြစ်ရင်လေဘယ်လိုရုပ်မျိုးမှမင်းသားဖြစ်မှာလေမင်းသားလူကိုမင်းသားလေမင်းသားနာမည်ကိုလည်းကြည့်လိုက်ဟမ်ပြေတူတဲ့နာမည်နဲ့လိုက်ပါတယ်ဗျာနေတိုးနဲ့ပြေတီဦးနဲ့နှစ်ယောက်ပေါင်းပြီးဆက်ကြတာလေရုပ်မျိုးဟုတ်ပါဆရာနော်ဟိုမလေးဟိုဒီဟိုလာကနီးမဝင်းရှောနေလို့အရင်တော့ဒီတဲ့တူတဲ့ဆရာရဲ့သားလေအရင်တော့ဆိုလို့ရှိရင်ပါလေအဲ့ဒါသူများတွေကပြေတိုးနဲ့လို့ခေါ်ကြပြေတီဦးနဲ့နေတူနဲ့တူတယ်ပေါ့လေဟိုပြေတီဦးနဲ့ပို့တူတာတစ်သက်ကလေးတောင်ပါသေးတယ်ပြမတွေ့ပါဘူးအမဟုတ်ဟိုတစ်သက်ကဟိုလေဟို3နှစ်သားလောက်တော့ပေါက်တာအဲ့ဒါဟိုသွားပို့စားတော့ကျွတ်သွားတယ်မမေကိုချွတ်ဆိုနဲ့ကျွတ်ကြံခဲ့တာတဲ့တွေပါမလို့ပါဘူးဒီရုပ်နဲ့တွေမင်းသားချင်းစီပေါင်းဖြစ်နေပြီဖြစ်ပြီးရောအဲ့ဒါနေပါဦးအဲ့ပြေတိုးဆိုတဲ့နာမည်ကိုဘယ်လို idea မျိုးနဲ့ပေးတာဟိုပေါ့ဆရာနည်းနည်းလေးတော့စမ်းပါဟိုဘယ်လိုလဲဆိုတော့ပြေတိုးဆိုတာကသားရင်ငယ်နာမည်မဟုတ်ဘူးနုပညာလုံးမဲ့နာမည်ပေါ့သားရင်ငယ်နာမည်တင်သေးဟမ်ဟိုလေတင်သေးမတင်သေးလားအဲ့မောအဲ့လိုအားရနေဖြစ်ပြီးတော့တင်သေးဆိုတာကဟိုဈေးကလေးမှာထီးတန်းဈေးကလေးမှာပေါ့ဈေးကလေးမှာခွင်မျိုးပဲဖြစ်ပေးတဲ့တင်အဲ့ဘာဟုတ်ပေးတာလဲခွင်မျိုးပဲနဲ့ဝင်ရွေးတဲ့တင်သေးရွေးတာအကုန်မော်တဲ့ပြိုင်ပွဲဆိုတော့ဝင်ရွေးတယ်ဗျာအကုန်ပြန်ဝင်သေးဆိုပြီးတော့တင်သေးပဲနော်ပြေတိုးလို့ပဲခေါ်ပါတင်သေးဆိုတဲ့နာမည်ဖြောက်လိုက်ပြီမကြိုက်လို့ပြောအဲ့ဒါကိုဘလို့ပြောင်းရင်ကောင်းမလဲဆိုတော့စဉ်းစားတာပေါ့လေစဉ်းစားတဲ့ခါကျတော့အနုပညာလုပ်ငန်းလုပ်မယ်ဆိုတော့အရက်ကွက်မှာဟိုလူကလည်းကြည့်ပြီးတော့လေဟာနေတူနဲ့တူရနော်ဟိုလူကလည်းပြေတီဦးနဲ့တူရတော့အဲ့လိုဟုတ်တူတယ်တူတာပေါ့တူတယ်အဲ့လိုမျိုးပြောကြတော့လေဗျာနာမည်ဘလို့ပြင်းရင်ကောင်းမလဲဆိုပြီးတော့အားနဲ့ဟိုပြေတီဦးနဲ့လည်းမတူချင်းနေတူနဲ့လည်းမတူကွက်သက်ချောပြီးသားဆိုတော့လေအဲ့နဲ့ပဲဟိုပြေတူးလို့ပေးလိုက်တာဟုတ်ပါပြီစင်ပြေလားဆရာသားစင်ပြေလားပြေတာပြေတာသားကိုလေအဲ့ဒါတကားလေးနဲ့ဟိုမင်းသားဖြစ်တော့လို့အဲ့ဒါဆရာမြည်ပြီးရိုက်ပေးပါဆရာဩလူငယ်ဒိုင်တာမိသားဥသွင်းပြပါတခါတည်းဖြစ်ပြီလို့သာမှတ်လိုက်ဥသွင်းပြဟိုရင်သွင်းပြမဟုတ်လားရင်ကတိတ်မနဲ့ဘူးဥကပူနဲ့ရဲနဲ့တော့အရန်နန်တာဗောနန်နေဟောမဟုတ်လေဆရာရဲ့အနုပညာအရန်နဲ့တော့နာမည်ကြီးတာဗောနာမည်ဒီမှာကြော်ကြသွားမယ်ဟိုဘယ်လိုလဲအာကိုရတယ်ဆရာသားကိုတကားနဲ့မင်းသားဖြစ်တော့အောင်လားလုပ်ပေးပါဩမင်းနေလိုက်တာဟိုဆရာကိုဂါးမယ်လေတိတ်စေဟုတ်ဆရာဟုတ်တခုတော့ကြိုပြောထားမယ်နော်ဆရာဟုတ်ပါမယ်ဟုတ်အဲ့ဒီဂါးရရင်လေသားကိုမော်ရဲခတ်ချိုခတ်တောင်း၄ယောက်လောက်နဲ့တွဲပြီးတော့နော်ဆရာဟမ်မော်တယ်ဖြစ်တယ်မရောက်လားမရောက်ရပါတယ်ဖြစ်တယ်လေစီကမရမော်တယ်ခတ်တောင်းတော့မလေးဘယ်မော်တယ်တွဲခြင်းလဲခတ်တောင်းတော့နေဇွန်စံစံနဲ့တွဲမလားသာသာထက်နဲ့တွဲမလားရာမဲနဲ့တွဲမလားတွဲကြလားမလို့အမနဲ့တွဲကြလားဟာတွဲကြပါဘူးတွဲချင်တာလေဟိုထုံးကိုလိုလေတတောင်လေးလေအဲ့လိုအကိတ်ကြီးနဲ့တွဲချင်တာဆရာလေးအောင်တော့ယောက်ျားချင်းဆိုတော့လေတမျိုးများဖြစ်နေလားလေမရဘူးလားမရဘူးဆိုလည်းရတယ်ဖြစ်တယ်ရတာပေါ့ရအောင်လုပ်ရစီကမရမှာပေါ့တားချင်းဆိုရတယ်โอเคအားလုံးသိပြီ idea တွေတက်တယ်ဒီလမ်းအစမ်းပြတယ်ဖြစ်တာပေါ့မင်းကလေးနဲ့တွေ့တာရိုးရတယ်ယောက်ျားနဲ့တွေ့လက်ပြောက်တာကောင်းတယ်ဒီမှာလည်းမနာပါနဲ့ကျွန်တော်တော့ပါဘူးနောက်နဲ့စတားကိုလိုက်နောက်နေဇာလာနေတာနော်အဲ့ဆိုရင်လေးကပြောနေအဲ့ကရိုက်မဲ့ဆိုလို့ရှိရင်အရန်ပောက်သွားမှာနော်ပောက်သွားတခါပြီးသွားပြီတခါလေဖောင်းကနေပြီးပြီဟာဖောင်းကနေဖောင်းကနေတော့တစ်ချက်ဟိုကြောအောင်ပြင်သွားမယ်ဆိုပြီးတော့အဲ့ကရိုက်ဖို့အတွက်ပြင်ဆင်စရာရှိတာပြင်ဆင်အောင်ပါဆိုလေအော်မင်းနေလိုက်တာဟိုဒီနေလဲလေဟိုတွန်တော့မှာ body sacral လုံးလို့လေဒီကိုလုံးဖောင်းတင်လို့အဲ့ဒါအကုန်လုံးဟိုဟာလေ order လုပ်ထားလေ book လုပ်ထားဟိုအဲ့သွားပြီးတော့ book လိုက်ဘာလို့လဲအဲ့ book လုပ်ထားတယ်သွားပြီးတော့တန်ရှင်းလုပ်လိုက်လုပ်ပါဟုတ်ပါပြီတာအခုမယ်နော်အခုပါဟုတ်ပြီနော်ဟုတ်ပါစစ်တင်ပါရဲ့ဆရာရပါတယ်တင်နေတင်နေတင်နေပြေးမှာဆိုလို့ရှိရင်ဘယ်လိုပြည်တယ်ဒီမှာရေးလိုက်မယ်လေလူကြားတဲ့အဲ့တင်ထီးလို့မခေါ်နဲ့နော်ဟုတ်ကဲ့ပါပြေးတိုးတော့ဆရာကြောင်းလို့ပါရောင်းရင်ကော်ဖီခွက်နဲ့ပတ်လိုက်မယ်ဟုတ်မယ်ဆရာတ